တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့နာစီအကယ်၍သောတာရုခန္တော်ထိုတိတုံကြီးသည်နာဩရိမန္တိရဥပါကေသတိဒီဘေကံကမ္မနိညာအံတိနာမအနေနဲ့ဒီတိတုံကြီးအင်္ဂါ၈ချက်ရှိမြတ်စွာဘုရားဟောအင်္ဂါဘယ်နှချက်ဟောမလို့၈ချက်ပါဗျာ၈ချက်တိနာမအကယ်၍တကယ်လို့များဟောဒီတိတုံကြီးဒီဘေကံကမ္မနိညာအံအဲ့ဒါပင်လေရောက်မယ်ဒီသွားစားနှစ်နာမနာပါရိမန္တိရဥပါကေသတိဟိုပဲကံကိုလည်းကမ္မနိညာနှစ်နာမကပါတယ်တော့ဟိုပဲကံဟိုပဲကုန်းပေါ်လည်းတင်းမနိညာသုံးနာမနာမစ္စေတံတိဒိဋ္ဌိရေလေကောင်မြုပ်မသွားညာပင်လေရောက်မယ်ပေါ့သုံးနာမကပါတယ်တော့ရေလေကောင်မြုပ်မသွားညာလေးနာမနာထလေးဥပ္ပိဒေတတိကုံမောတောင်ပေါ်မှာတင်းမနိညာလေးနာမကပါတယ်ကုံမောတောင်ပေါ်မှာတင်းမနိညာတောင်မြင်ဆိုတာရောမြင်မှုကြမြင်မှုပါဗျာဟိုကန္နာမြေကန္နာပဲနာနေမှုတဲ့လူတော့တောင်မြင်နေရေလေကောင်ပဲတောင်ကြီးတွေတဲတွေပုံနေတာကိုတောင်လို့ခေါ်တယ်နော်အဲ့ဒီကုံမောတောင်ပေါ်နဲ့ဒီတိတုံကြီးတင်းမနိညာပြီးတော့ငါးနာမနမနုဿကာဝကေတတိလူဆယ်ယူမခံရညာလူတွေဆဲမသွားညာငါးနာမကပါတယ်တော့လူတွေဆဲမသွားညာလူတွေဆဲယူသွားပြီးတော့ဆိုရင်လည်းပဲဒီတိတုံကြီးပင်လေတဲ့ရောက်ပါမလားမရောက်ဘူးတဲ့ဘုံဘုံတို့ကမြင်းကြံနဲ့ညောင်ဦးပကံညောင်ဦးကြားတဲ့နဲ့မြင်းညာနဲ့ညောင်ဦးမိုင်40ဝေးတယ်ဘုံဘုံတို့ရွာအလေကောင်တော့ညောင်ဦးနဲ့လည်းမိုင်20မြင်းညာနဲ့လည်းမိုင်20အဲ့လိုဝေးတယ်မြေကမ်းလေးနဲ့ဘာသူဝါကောင်ဆိုရင်ဒီတွေနဲ့လိုက်ပြီးတော့အဲ့လိုတစ်တုံးကြီးလိုက်ဆယ်ကြတယ်တစ်တုံးကြီးကြီးတာကြီးတွေဆိုရင်သွားတဲ့တင်းပြင်းကြီးခွဲပြီးတော့ခွဲစိတ်ရောင်းလိုက်တာအဲ့တော့အဲ့ဒီတစ်တုံးကြီးလူအဆယ်ခံရရင်ပင်လေတဲ့မရောက်ဘူးပေါ့တဲ့ဟုတ်လား6နာမနာအမနုတေကာဝကေတတိနဘလူတွေအဆယ်မခံရညာ6နာမကပါတယ်လို့နဘလူတွေမဆယ်ညာနဘလူတွေဆယ်မသွားညာတချို့တစ်တုံးကြီးကမှုတွေတစ်မှုတွေဒီနတ်တဖြူတွေကရမက်တွေတနခါတုံးတွေအဲ့လိုတုံးကြီးတွေပါလာရဲ့နဘလူတွေကဆယ်ပြီးတော့သူတို့ဘုံမိတ်မာနာထားတာနော်အဲ့ဒီလိုနဘလူတွေဆဲသွားတဲ့တစ်တုံးဆိုရင်လည်းပင်လေတဲ့ရောက်ပါမလားရောက်တော့ပါဘူးရောက်တော့ဘူးတဲ့နောက်ခုနှစ်နာမနာအာဝတေကာဝကေတတိဝဲအလှမခံရညာခုနှစ်နာမကပါတယ်လို့ဝဲအလှမခံရဝဲတော့မြည်မှုကြမြည်မှုပါဗျာမြင်နာခန္ဓာနေတဲ့လူတွေကဝဲဆိုတာဒီလိုကြီးလဲနေတာတဝဲလဲတယ်သူကနော်ဒီတိတုံးကြီးကူနေဒီနာရှိပြီမယ်လို့လဲပြီးတော့နောက်တနာရီလောက်ကြာဒီနေရာပြန်ရောက်လာပြန်ဟိုပတ်ပြီးတော့လူအဲ့တော့ဒီတိတုံးကြီးတဝဲလဲလဲဖြစ်နေတော့ပင်လေတဲ့ရောက်ပါမလားမရောက်တော့ပါဘူးဗျာမရောက်ဘူးတဲ့ဝဲအနဲ့မခံရညာရှင်းနာမနာအန္တောပုတိဘိုတတိအတွင်းပုတ်ဆွေးမသွားညာပုတ်ဆွေးသွားတယ်ဆိုရင်ဖလိုင်းပုတ်လိုက်လို့ရှိရင်ရေကြည်မွပြီးတော့တိတုံးကြီးကြည်မွပြီးတော့ဒီတိတုံးကြီးပင်လေတဲ့ရောက်ပါမလားရောက်တော့ပါဘူးဗျာအင်္ဂါ၈ချက်နဲ့ဧဝံသောဘေကွေတာရုခန္တောသမုဒ္ဒနိနောဘုဟိတတိသမုဒ္ဒဘောနောသမုဒ္ဒပပရောအဲ့ဒီအင်္ဂါ၈ချက်နဲ့ပြည့်စုံရင်ဟောဒီတိတုံးကြီးဧကန္တဧကံမုတ်ချပင်လေတဲ့ရောက်ပဲတဲ့အေယာဝီမြင့်ကြီးအတိုင်းသီလာတိတုံးကြီးဖြစ်ဘူပြေတို့ဟင်္ဒရာတို့ဒီဘက်ရောက်ဆံတယ်တပြေးပြေးခိုးဘက်ကတောင်ဘက်ကမိုးမပင်လေတဲ့ရောက်ပါမှာဟုတ်လားမှန်ပါပါဗျာပြန်ပြောလိုက်အောင်ပဲအင်္ဂါဘယ်နှချက်ရှိရမလဲ၈ချက်ပါဗျာတိနာမဒီဘက်ကံကမ္မနိညာဟုတ်လားမှန်ပါပါဗျာနှစ်နာမဘိုးဘက်ကံလည်းကမ္မနိညာသုံးနာမရေလေကောင်မြုပ်မသွားညာလေးနာမကုန်းမောတောင်မောတင်းမနိညာငါးနာမလူအစဲမခံရညာ6နာမနဘလူတွေအစဲမခံရညာ
ခုနှစ်နာမှာဝဲအလက်မခံရညာရှင်းနာမှာ လိုက်ပုတ် နိုင်ပုတ်ဆွေးမသွားညာအဲ့လိုအင်္ဂါရှိချက်နဲ့ပြည့်စုံရင်ဒီတစ်တုံးကြီးပဲရောက်လို့ ပြည့်လေရောက်တော့ပါ ပြင်လေလေးရောက်မယ်ဤကဏရောက်မယ်ဘယ်နဲ့ကြောင့်လဲဆိုတော့ဒီအေယာဝတီမြစ်တို့စစ်တောင်းမြစ်တို့ကပင်လေဘက်စီးနေတာမဟုတ်လား မှန်ပါဗျာ အေးထို့အတူပဲအိန္ဒိယမှာရှိတဲ့ဂင်္ဂါမြစ်ကြီးကလည်းပဲပင်လေတဲ့ဘင်္ဂလားပင်လေတဲ့ကိုစီးနေတာအဲ့ဒါကြောင့်မြည်ရည်တွေစီးတဲ့အတိုင်းလိုက်သွားရင်ဒီတစ်တုံးကြီးဧကန်ဒပင်လေတဲ့ရောက်မယ်မရောက်တော့ဘူးလား ရောက်ပါတယ်ဗျာ အေးရောက်ပါတယ်ဒါဥပမာပဲကိုဒါဥပမာကလူရင်းမဟုတ်ဘူးနောက်ဥပမေယတရားဟောတော့မှာမြတ်စွာဘုရားဧဝမေဝသစေတုံမေမိဘေခွေနဩရိမန္တိရံဥပကိစ္စတာဘေကဝေသန္တရာဘေလာမီယေကိုမျောတွေးစုညောအိုးจิตာจิตသမီးအပေါင်းတို့ဧဝမေဝမချပုံယူဟောဒီတိတုံကြီးအလားတူသာလျင်ဒုမေပိသင်္ချင်သားတို့သည်လည်းပဲနာဩရိမန္တိရံဥပါကိစ္စဒဒီဘေကံကမလီညာတိတုံကြီးအင်္ဂါ၈ချက်ရှိကြလို့သင်တို့လည်းပဲနိဗ္ဗာန်ရခြင်းနဲ့ဆိုအင်္ဂါ၈ချက်ရှိရမယ်တဲ့အင်္ဂါပဲတစ်ချက်ရှိရမယ် ရှင်းချက်ပါဗျာ အေးတိဒီဘေကံကမလီရဘူးတဲ့ဟုတ်ကလား မှန်ပါဗျာ နိနာမှာပါတယ်တော့ဘုဘေကံကမလီရဘူးသုံးနာမှာရေလေကောင်မမြုပ်စီရဘူးလေးနာမှာကုန်းမော်တောင်မော်မတင်သေးရဘူးငါးနာမှာလူအဆယ်မခံရသေးရဘူး၆နာမှာနတ်ဘလူတွေအဆယ်မခံရသေးနဲ့ခုနှစ်နာမှာဝဲအလက်မခံရသေးနဲ့ရှင်းနာမှာအတွန်းမပုတ်စီနဲ့ဟုတ်လားသင်္ချေသားတို့သင်တရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့လည်းပဲဟောဒီအင်္ဂါရှိချက်နဲ့ပြည့်စုံရင်နိဗ္ဗာန်ကိုဧကန္တရောက်မယ်တဲ့ဘယ်ရောက်လို့ နိဗ္ဗာန်ကိုရောက်ပါပါဗျာ အေးနိဗ္ဗာန်ကိုဧကန္တရောက်မယ်ဘယ်နဲ့ကြောင့်လဲဆိုတော့သမ္မာဒိဋ္ဌိလို့ခေါ်တဲ့ဝိပဿနာဉာဏ်ကနိဗ္ဗာန်နဲ့စီးနေလို့တဲ့ဘယ်နဲ့ကြောင့်လို့ တမ္မာဒိဋ္ဌိ ဝိပဿနာဉာဏ်ကနိဗ္ဗာန်နဲ့စီးနေလို့ဝိပဿနာဉာဏ်နေ့တိုင်းပွားလိုက်လို့ရှိရင်အဲ့ဒါနိဗ္ဗာန်နဲ့စီးပြီတဲ့ဟုတ်ကလား မှန်ပါဗျာ အေးဒီကနေပြီးတော့ရွှေတကုံခရာကြီးကိုတွားတလန်းပြီးတလန်းနေရွှေတကုံကနီးသွားမှာမဟုတ်လား မှန်ပါဗျာ နောက်ဆုံးပဲရောက်မလို့ ကျေလို့မရ ရွှေတကုံရောက်မယ်အဲ့ဒါလိုပဲဒီတရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့လည်းပဲနေ့တိုင်းဝိပဿနာပွားဝိပဿနာပွားရင်တစ်စက္ကန့်ပွားလိုက်ရင်တစ်စက္ကန့်နိဗ္ဗာန်နဲ့နီးပြီဟုတ်ကလား မှန်ပါဗျာ အေးအဲ့ဒါလိုအဲ့ဒီတိတုံကြီးဥပမာအတူပဲသင်္ချင်သားတို့အင်္ဂါရှိချက်နဲ့ပြည့်စုံရင်နိဗ္ဗာန်ကိုဧကန္တရောက်မယ်ဘယ်နဲ့ကြောင့်လဲဆိုတော့ဝိပဿနာဉာဏ်ကနိဗ္ဗာန်မဲ့စီးနေလို့သဘောပေါက်တယ်နော် မှန်ပါဗျာ အဲ့တော့ယဟန်တော်ကြီးတစ်ပါးကထမေးတယ်ဟိုမသိလို့ပေါ့ကိနုခောဗန္ဒီဩရိမန္တိရံမြတ်စွာဘုရားကအင်္ဂါ၈ချက်ပြောတိနာမဒီဘက်ကမကတ်နဲ့ဆိုတော့ဒီဘက်ကကဘာတော့ဘုရားကတ်ဆိုတာကဘယ်လူဟာတော့အတိတ်ပဲလေးရှင်းပါအောင်လို့ရှောက်တယ်နော် မှန်ပါဗျာ ဘုဘက်ကဆိုတာကဘာတော့ဘုဘက်ကကတ်ဆိုတာကကတ်တာဘယ်လူလို့ကတ်တာတော့နော်ရေလေကောင်မြုပ်ဆိုတဲ့အတိတ်ပဲကုန်းမော်တောင်မော်တင်ဆိုတဲ့အတိတ်ပဲလူအစယ်ခံရဆိုတဲ့အတိတ်ပဲနတ်ဘလူတွေအစယ်ခံရဆိုတဲ့အတိတ်ပဲဝဲအလက်ခံရဆိုတာဘယ်လူဟာတော့ဖျားအတွန်းပုတ်ဆိုတာကဘယ်လူဟာတော့အင်္ဂါ၈ချက်ရှင်းပြီးတော့ဟောပါဦးတပည့်တော်တို့နားမလည်ဘူးလို့ယဟန်တော်လေးကမေးတယ်ဟုတ်ကလား မှန်ပါဗျာ ဘယ်သူကမေးလို့ ဉာဏ်တော်လေးကမေးတော့ပါဗျာ အေးယဟန်တော်လေးဒီမှာကထပြီးတော့မြတ်စွာဘုရားမေးပါတယ်အဲ့တော့မြတ်စွာဘုရားရှင်းပါတယ်ဩရိမန္တိရဏိခောဘေကုသန္နေတံဣဇတိကနံအာယတနာနာအဓိဝဇနံဘေကုတိလိုရင်းနှင့်မိမြန်မိအိုจิตာယဟလေးဩရိမန္တိရံဒီဘေကံဆိုတဲ့အမိကတော့သန္နံ6ပါးကုန်သော
ဣဇာတိကာနာအာယတနာနာအတွန်းအာယရဏတို့၏အဓိဝဇနာအမည်ဖြစ်ပေတယ်ဒီဘက်ကံဆိုတာကတော့အတွန်းအာယရဏ6ပါးအမည်တဲ့အတွန်းအာယရဏ6ပါးဒီမဲ့ပါဠိတော်တော့မပါတော့အထာကထာဒီကားလေးဖွင့်ပါမျက်စိနာနှာခေါင်းရှားကိုယ်စိတ်ဆိုသားမှာမျက်စိနာနှာခေါင်းရှားကိုယ်စိတ်အဲ့ဒီဥစ္စာကဒီကိုယ်ရဲ့ဖြစ်တာဟုတ်ကဲ့မဟုတ် မှန်ပါပါဗျာ အေးအစ္ဆတိကဆိုတာကိုယ်အတွင်းခန္ဓာကိုယ်အတွင်းမှာဖြစ်တဲ့အာယရဏ6ပါးမျက်စိနာနှာခေါင်းရှားကိုယ်စိတ်အဲ့ဒီအာယရဏ6ပါးအတွင်းနဲ့လည်းဖြစ်လို့အတွင်းအာယရဏ6ပါးအတွင်းအာယရဏ6ပါးမယ်ကတ်ဆိုတာကဘယ်လိုဟာတော့ဖျားဆိုတာကတ်ပုံကတော့2မျိုးရှိတယ်လောဘနဲ့ကတ်ပုံဒေါသနဲ့ကပ်ပုံကတစ်မျိုးနော်အေးလောဘနဲ့ကပ်ပုံဒေါသနဲ့ကပ်ပုံလောဘနဲ့ကပ်ပုံဆိုတာမျက်စိလေးသေချာမှန်ကြည့်ပြီးတော့မလီငါမျက်စိလေးနဲ့ချောလိုက်တာလှလိုက်တာတမင်မျက်မှတမင်မမျက်လုံးလေးကြာနေတာပဲကြည်လို့နဲအဲ့လိုဆိုရင်ဘာနဲ့ကပ်လိုက်တာတော့ လောဘနဲ့ကတ်တာ လောဘနဲ့ကပ်လိုက်တာတချို့ကတော့မျက်စိကတိမ်တလားလေးဆွဲမျက်စိကမမြင်ငွေကနေကကန်းလာတာဆိုတော့ငါမျက်စိနဲ့နေဖြစ်မှဖြစ်ရလေလူများနဲ့မတူဘူးဆိုပြီးစိတ်ပြည့်ဒေါသအဲ့လိုကြတော့ဘာနဲ့ကတ်တာတော့ ဒေါသနဲ့ကတ်တာပါဗျာ ဒေါသနဲ့ကတ်တာတဲ့အဲ့တော့ဒီအတွန်းအာယရဏ6ပါးကြည့်ပြီးတော့လောဘနဲ့လည်းမကတ်နဲ့ဒေါသနဲ့လည်းမကတ်နဲ့ကတ်ပြီးဆိုရင်နိဗ္ဗာန်မရပါဘူးတဲ့ဟုတ်ကလား မှန်ပါပါဗျာ တစ်တုံကြီးဒီဘက်ကံကုန်းမော်တင်းနေဒီတစ်တုံကြီးပင်လေလည်းရောက်ပါမလား ရောက်တော့ပါဗျာ အေးအဲ့ဒါကြောင့်ဒီဘက်ကံဆိုတာမျက်စိနားနှာခေါင်းရှားကိုယ်စိတ်ဒီ6ခုကိုခေါ်တယ်ကတ်ဆိုတာကလောဘနဲ့ကတ်တာနှစ်တဲ့တွေ့တာတဏှာလောဘတွေဖြစ်တာဒေါသနဲ့စိတ်တူတာသူတို့အကြောင်းပြုပြီးတော့နော် မှန်ပါပါဗျာ အေးအဲ့တော့အတွန်းအာယရဏ6ပါးသိပြီဗျာဟိုးပဲကံဆိုတာကဘယ်လိုဟာတော့ဗျာလို့ဦးဇင်းလေးကမေးပြန်တယ်နော် မှန်ပါပါဗျာ အဲ့တော့မြတ်စွာဘုရားကမာရိမန္တိရန္တိကောဘေကုသန္တိတံမာဟိရဏအာယရဏနာတိဥဇနာဘေကုတိလိုရင်းနဲ့မိမြာနေအိုจิตာယံလေးမာရိမန္တိရန္တိဟိုးပဲကံဆိုတဲ့အမည်ကတော့သန္တာ6ပါးကုန်သောဘာဟိရဏအာယရဏနာအပြင်အာယရဏတို့ရဲ့အဒီဝဇနာအမည်ဖြစ်ပေတယ်ဟိုးပဲကံဆိုတာကတော့အပြင်အာယရဏ6ပါးတဲ့ခန္ဓာကိုယ်ရဲ့အပြင်မဲ့မှာဖြစ်တာအစင်းအနံအတန်နဲ့အစင်းအတန်အနံအရတာတွေ့ကြည့်သဘောအစင်းအတန်အနံအရတာအတွေ့အကြည့်သဘောအဲ့တော့ပါဠိလိုဆိုရင်ရူပါယုံတတ္ထာယုံကန္နာယုံရတယုံဖုဒ္ဓဘာယုံဓမ္မယုံဟုတ်ကလား မှန်ပါပါဗျာ ဆိုသားမှာရူပါယုံတတ္ထာယုံကန္နာယုံရတယုံဖုဒ္ဓဘာယုံဓမ္မယုံဗမာလူလေးတက်တက်ပြောသားမအောင်ဆိုရင်အစင်းအတန်အနံအရာအတွေ့အကြည့်သဘောအဲ့ဒီ6ပါးကိုအပြင်အာရဏလို့ခေါ်တယ်ခန္ဓာကိုယ်အပြင်မဲ့မယ်လည်းဖြစ်တာဖြစ်တယ်မဟုတ်လား ဖြစ်ပါတယ်ဗျာ ဟောဒီဥစ္စာဆိုဘာလေးတော့ စောက်လေးပါဗျာ အေးစာအုပ်ကလေးဆိုတာခန္ဓာကိုယ်အပြင်မဲ့မယ်ရူပါယုံလေးခန္တီမီလေးဟုတ်တယ်မ မှန် လား ပါပါဗျာ ဘုံဘုံပြောနေတဲ့အတန်လေးဆိုလဲခန္ဓာကိုယ်အပြင်မဲ့ကနေဟောဘုတရားနာပရိသတ်တွေစီဒီအတန်လေးရောက်မသွားဘူးလား ရောက်တော့ပါဗျာ အဲ့ဒါဒီအပြင်အာယရဏခေါ်တယ်တဲ့ဟုတ်ကလား မှန်ပါပါဗျာ ဘာအာယရဏခေါ်တော့ အဲ့ဒါ အဲ့ဒီအပြင်အာယရဏတွေတတ်မဲ့မောနေပြီဆိုရင်ဟိုဘက်ကန်းကတ်တယ်တဲ့နော်ဒီတချို့မဲ့လှမ်းပါတဲ့အာယုံလေးတွေမြင်လို့ရှိရင်မခွဲနိုင်မခွာရဲ့ဒါလေးပဲညှိနေတာအဲ့ဒါဆိုရင်ဟိုဘက်ကန်းကတ်ပြီတဲ့နော် မှန်ပါပါ ဒီအရင်တော့ပြီးဟိုကျွန်းဘိက္ခုနီမလေးတယောက်ဟိုးပကြီးဆရာကလည်းပကြီးနဲ့ဗပုနဲ့တွဲပြီးတော့ဗပုသမားကနတ်သားယုတ်ကလေးချုပ်ပကြီးသမားကတကယ်အလှလေးသေးသေးချင်း
ညင်းတာဘိက္ခုနီမလေးကအဲ့ဒီနာယုတ်လေးချစ်တာတဲ့ချစ်ပြီးတော့မခွဲရ